အားလုံးပဲမင်္ဂလာပါ Knowledge Hub Channel လေးကနေပြန်ပြီးကြိုဆိုပါရစေဒီနေ့ပြောပြရမယ့်အကြောင်းအရာကတော့နေဆက် CEO က Digital ငရဲခန်းနေဒါမှမဟုတ်ကြားဖြတ် Empire ဆိုတဲ့အကြောင်းဖြစ်ပါတယ်ကြားဖြတ်ဆိုတဲ့စကားလုံးဟာလွန်ခဲ့တဲ့နှစ်အနေငယ်အတွင်းမှာပဲမြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှတစ်ခွင်လုံးကိုတုံးလုံး6ကြားစေခဲ့ပါတယ်တကယ်တော့ကြားဖြတ်ဆိုတာတရုတ်စကားလုံးကနေဆင်းသက်လာတာပါအတိတ်ဘက်ကတော့လိမ်လည်လက်ဖျားခြင်းလို့ခေါ်ပါတယ်ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဒီစကားလုံးဟာတာမန်လိမ်လည်မှုထက်ပိုမိုနှက်ဆိုင်ပြီးတော့ကြောက်မက်ဖွယ်ကောင်းတဲ့ရာဇဝတ်မှုကိုရင်ကြီးတစ်ခုကိုစားပြုနေပါပြီဒီနေ့မှာတော့လောင်စာဝိုင်းတွေကနေစတင်ခဲ့ပြီးတော့လူကုန်ကူမှုငင်းပန်းနေဆက်မှုတွေနဲ့အဆုံးသတ်သွားတတ်တဲ့ဒီကြားဖြတ် Empire အကြောင်းကိုဆက်ပြီးပြောပြပေးသွားပါမယ်ကြားဖြတ်တို့ရဲ့မူလစမြစ်ကတော့မြန်မာတရုတ်နယ်စပ်မြို့လေးတစ်မြို့ဖြစ်တဲ့လောက်ကိုင်ကနေအစပြုပါတယ်တစ်ချိန်ကမိုးရက်စေဝါနဲ့နာမည်ကြီးခဲ့တဲ့ရွှေထရီကန်ဒေသဟာနောက်ပိုင်းမှာကာစီနိုလောင်းကစားရုံတွေဘက်ကိုဦးလဲလာပါတယ်။ဒါပေမဲ့ COVID-19 ရောဂါဖြစ်ပွားလာတဲ့အခါမှာတော့နယ်စပ်ဂိတ်တွေပိတ်လိုက်ရပြီးတော့ကာစီနိုရုံတွေချုပ်ကပ်သွားခဲ့ပါတယ်။ဒီအချိန်မှာပဲရာဇဝတ်ဂိုင်းကောင်းဆောင်တွေကညဉ့်ညဉ့်နဲ့ထုတ်လာကြပါတယ်။လူတွေလာမကစားနိုင်ရင်ငါတို့က online ကနေသွားကစားခိုင်းမယ်ဆိုတဲ့အကြံနဲ့အတူ online gambling နဲ့ online scam လုပ်ငန်းတွေစတင်အမြင့်တွယ်လာပါတော့တယ်။အဲ့ဒီကနေတစ်ဆင့်မြန်မာကမ္ဘောဒီးယားလာအိုစားတဲ့နိုင်ငံတွေရဲ့နယ်စပ်ဒေသတွေမှာအကြီးစား scam center ကြီးတွေမို့လို့ပေါက်လာခဲ့တာဖြစ်ပါတယ်။နာမည်ကျော်လောက်ကိုင်မိသားစုကြီးက၄စုရှိပါတယ်။ကြားဖြတ်လောကအကြောင်းပြောရင်လောက်ကိုင်မြို့ကိုကြီးစိုးခဲ့တဲ့မိသားစုကြီး၄စုအကြောင်းမပါရင်မပြည့်စုံပါဘူး။သူတို့တွေကတော့ပယ်မိသားစုဝေမိသားစုဒီဝိသားစုနှစ်စုလို့ဖြစ်ကြပါတယ်။အဲ့ဒီအပြင်နောက်ပိုင်းမှာအင်အားကြီးထွားလာတဲ့မြင်မိသားစုဟာလည်းအဓိကကစားသမားတွေဖြစ်လာပါတယ်။သူတို့တွေကဟိုတယ်လုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေရဲ့ခေါင်းစဉ်အောက်မှာကြားဖြတ်လုပ်ငန်းတွေကိုအကာအကွယ်ပေးထားပြီးတော့ကိုယ်ပိုင်ပြည်သူစစ်တပ်ဖွဲ့တွေနဲ့ Empire တစ်ခုကိုတည်ထောင်ထားခဲ့ကြတာပါ။အထူးသဖြင့်မြင်မိသားစုပိုင်တဲ့ Crouching Tiger Villa ဆိုတဲ့နေရာဟာအပြင်စီအတွင်းစီလုံခြုံရေးတွေအထက်ထက်ချထားပြီးတော့ရင်ကောင်းတော့အပြတ်မခံနိုင်တဲ့နာမည်ကျော်ငရဲခန်းတစ်ခုဖြစ်ခဲ့ပါတယ်။ကြားဖြတ်နေတဲ့ငွေရှာပုံကအရန်ကိုစနစ်ကြတော့ရက်ဆက်ပါတယ်နိုင်ငံတကာမှာတော့ဒါကို Big Butchering Scam ရှာစုဖန်ဝတ်တာလီပွဲလို့ခေါ်ကြပါတယ်ဒီလိုခေါ်ရခြင်းကအဆင့်3ဆင့်ရှိပါတယ်နံပါတ်1ကတော့ဝက်မွေခြင်းဖြစ်ပါတယ်သူတို့ရဲ့ပြစ်မှတ်တွေကတော့ဥရောပအမေရိကန်နဲ့တရုတ်ပြည်မှကြီးကအထီးကျန်သူတွေငွေကြီးချမ်းသာသူတွေဖြစ်ပါတယ် Scammer တွေက profile အတုတွေဖန်တီးပြီးတော့ချုံမောလာပါတဲ့ပုံတွေသုံးပြီးတော့သားကောင်ကိုအချစ်ဆက်လက်နဲ့စီးအောင်ပါတယ်ယုံကြည်မှုရအောင်အချိန်ယူတိစောက်ပါတယ်ဒါကိုဝက်ကလေးကိုအစာကျွေးပြီးမွေးရလို့တင်စားတာပါအစနစ်ကတော့ဝက်ကိုအာဟာရဖြည့်ပေးခြင်းဖြစ်ပါတယ်ယုံကြည်မှု